ရေဘေးကြောင့်ဖြစ်ပေါ်လာသောရေစီးကြောင်းသည်မက်ဖတ်ဆာအားရင်းဤမိဘများနှင့်ဝေးကွာစေပြီးလုံးဝမတိကျွမ်းမှုသောဒေတာတစ်ခုစီသို့တွန်းပို့လိုက်သည်မက်ဖတ်ဆာသည်ရေပေါ်မျောပါလာသောတစ်တုံးတစ်တုံးကိုတွဲဖက်ထားရင်းအခက်ခဲနှင့်ရင်ဆိုင်နေရသည့်ထိုအချိန်တွင်အနီးနား၌ချင်းသေးပေါက်စလေးတစ်ကောင်ရှိနေသည်ကိုသူသတိပြုမိလိုက်သည်ထိုချင်းသေးပေါက်စလေးကသူ့ကိုယ်သူထက်ခတ်ဟုမိတ်ဆက်ပြီးမုံမြတ်သောဘရင်တစ်ပါး၏တားတော်ဖြစ်ကြောင်းပြောပြသည့်ထက်ခတ်အနေဖြင့်မတိကျွမ်းသူများနှင့်စကားမပြောရန်တင်ကြားထားတော်လဲမက်ဖတ်ဆာနောက်ကျောဘက်မှအနေအတစ်ခုမိကြောင်များချင်းကပ်လာနေကြောင်းသတိပေးလိုက်သည့်ကြောက်လန့်တကြားဖြစ်သွားသောမက်ဖတ်ဆာသည်မြေကမ်းပါးစီသို့ပြေးသွားတော်လဲမိကြောင်များကသူ့ထံသို့အရှိန်အပြင်းဖြင့်ပြေးဝင်လာကြသည်ထက်ကသည်မက်ဖတ်ဆာကိုဆွဲယူကာဘေးကင်းရာသို့ဆွဲတင်ရန်ကြိုးစားတော်လဲမိကြောင်များမှာအလွန်နီးကပ်နေပြီဖြစ်သည်ထိုအချိန်တွင်ထက်ကမိခင်ရောက်ရှိလာပြီးမိကြောင်များကို6လက်မောင်းထုတ်ကာမက်ဖတ်ဆာကိုကမ်းပေါ်သို့ဘေးကင်းစွာဆွဲတင်ပေးလိုက်သည်မက်ဖတ်ဆာကိုသူတို့နှင့်အတူလိုက်ပါခွင့်ပြုရန်ထက်ကမိခင်ဖြစ်သူအားတောင်းဆိုတော်လဲမိခင်ဖြစ်သူကမူနင်းဤဖခင်နေဖြင့်လမ်းလွဲရောက်ရှိလာသူသို့မဟုတ်လှည့်လည်သွားလာနေသူတဦးကိုလက်ခံမည်မဟုတ်ကြောင်းနူးညံ့တိမ်မွေးစွာရှင်းပြပြောကြားသည့်မက်ဖတ်ဆာကကျွန်တော်ကလမ်းလွဲရောက်ရှိနေသူမဟုတ်ပါဘူးလမ်းပြောက်သွားရုံတသက်ပါရေဘေးကြောင့်ကျွန်တော်မိဘတွေနဲ့ကွဲကွာသွားခဲ့ရတာပါဟုပြန်လည်ဖြေကြားလိုက်သည်